ကိုနာမည်ကိုမဲ့သွားတဲ့ခန်းစားချက်ကဘလို့ရှိမလဲအခုမင်းတို့မြင်နေရတဲ့လူဟာဘသူလဲဆိုတာသူကိုယ်တိုင်တော့မသိပါဘူးသူဘလို့လဲဘေကလာတာလေဘာလို့ဒီတော့ထဲမှာတေလူမျောပါရောက်နေတာလဲဒီနေ့မှာတော့အရှင်မင်းသားကြီးဂျက်ကီချန်ရဲ့အကောင်းဆုံးကားတကာဖြစ်တဲ့ Who Am I ကို recap လုပ်ပေးသွားမှာပါဇလန်အစမှာကျွန်တော်တို့မင်းသားဟာအသိမဲ့နေပြီးသူ့ကိုကယ်ထားတဲ့တိုင်းရင်းသားတွေက Who Am I လို့ပဲနာမည်ပေးလိုက်ပါတယ်သူဘလို့လဲဆက်ဖြစ်မလဲဆိုတာအဆုံးထိကြည့်လိုက်ရအောင်ဒါတော့ဂျက်ကီဟာ CIA ကရုပ်ဝယ်လေ့ကျင့်ထားတဲ့ Special Force အဖွဲ့ဝင်တစ်ယောက်ပါသူတို့ဘက်က South Africa မှာရှိတဲ့ထူးဆန်းတဲ့စွမ်းလန်းတပ်ထုတွေကိုလေ့လာနေတဲ့သိပ္ပံပညာရှင်တွေကိုပြန်ပေးဆွဲဖို့တာဝန်ပေးခဲ့ပါတယ်အလုပ်ကတော့အောင်မြင်သွားပေမဲ့သူတို့ကိုစေခိုင်းတဲ့အရာရှိကြီးမော်ဂန်ကတပ်တွေဖြောက်ဖို့အတွက်သူတို့စီးလာတဲ့ရဟတ်ယာဉ်ကိုပြစ်ကြအောင်လုပ်လိုက်ပါတယ်ဂျက်ကီတော့ပဲရဟတ်ယာဉ်ပေါ်ကနေပြုတ်ကျပြီးဒေသမြောက်ပဲလွတ်မြောက်ခဲ့တာပါဂျက်ကီကိုအာဖရိကတိုင်းရင်းသားများကတွေ့ရှိကဲတင်ခဲ့ကြပြီးစေကူတာပေးခဲ့တော့လေသူဟာသူ့ကိုယ်သူပဲသူလဲဆိုတာမှတ်မိချင်းတော့မရှိခဲ့ပါဘူးတိုင်းရင်းသားများကလည်းသူ့ကို Who Am I လို့အမည်ပေးခဲ့ကြပြီးသူတို့နဲ့ပဲအတူနေထိုင်စေခဲ့ပါတယ်ဂျက်ကီဟာအာဖရိကတိုင်းရင်းသားတွေနဲ့အတူနေထိုင်ရင်းတဖြည်းဖြည်းဒဏ်ရာတွေတက်တာလာပါတယ်ဒီနေရာမှာရဲစရာကောင်းတာကဂျက်ကီဟာတိုင်းရင်းသားတွေရဲ့စကားမပြောတတ်ခင်လက်ဟန်ချေရတွေနဲ့ဆက်သွယ်ခဲ့ရပါဒီနေ့မှာငွေကြိုက်ခံရသူကိုစေးမီသူနဲ့ကုနေတာကိုကောင်မလေးကသူ့ကိုလူသားစားနေတဲ့သူဖြစ်ကြောက်နေတာတွေကတကယ့်ကိုဟာတာပါဂျက်ကီဟာမြို့ကိုပြတ်ဖို့အတွက်ကားပြန်ပွဲပဲအဖွေးတစ်ဖွဲ့နဲ့ပေါင်းခဲ့ပါတယ်အဲ့ဒီမှာဂျက်ကီရဲ့ကားမောင်းတဲ့ပါရမီကိုမြင်ရမှာပါဒေါ်လန်ချင်းလေးတွေထဲမှာကားကိုကျွမ်းကျင်စွာပွေ့ပွိုက်မောင်းပြတာတကယ့်ကိုရင်တုံစရာပါလူတရားကိုအောင်မြင်စွာကယ်တင်ခဲ့တဲ့ဂျက်ကီဟာအယမ်းနာမည်ကြီးသွားခဲ့ပါတော့တယ်သူ့ကိုအင်တာဗျူးဖို့ကောင်မလေးတွေအောင်ရောက်လာခဲ့ပါတယ်တကယ်တော့ဒီကောင်မလေးကမီဒီယာသမားအစ်စ်မဟုတ်ခဲ့ပါဘူးသူကလည်း CIA agent တယောက်ပါဂျက်ကီဟာနံပါတ်ကြီးထွက်တာကြောင့်သူမတည်တဲ့သတင်းကိုမော်ဂန်တယောက်တီးသွားခဲ့ပါတော့တယ်မော်ဂန်ဟာဂျက်ကိုအပြတ်ရှင်းဖို့လိုက်လာခဲ့ပေမဲ့နေရာကဆေးရုံဖြစ်နေပြီးဂျက်ကိုလိုက်ကလည်းအသိမိနေတာကြောင့်နောက်မှရှင်းသူပြန်ဆုံးဖြတ်လိုက်ပါတော့တယ်ဂျက်ကီကလည်းသူဟာဘယ်သူဖြစ်ကြောင်းအယံတည်ချင်နေခဲ့တာပေါ့ဂျက်ကီဟာသူ့ရဲ့အတိတ်ကိုရှာဖွေဖို့နယ်သာလန်ကရော့တာတန်မြို့ကိုရောက်လာပါတယ်အဲ့ဒီမှာသူ့ကိုလူဆိုးတွေကလက်ထိတ်ခတ်ပြီးဖမ်းထားပါတယ်ဒါပေမဲ့ဂျက်ကီကိုလက်ထိတ်ခတ်ထားရုံနဲ့တားလို့ရမယ်ထင်ရင်တော့အမှားကြီးပါသူဟာလက်ထိတ်ခတ်ထားတဲ့အတိုင်းထိုင်ကုန်တွေကိုလက်နဲ့အဖြစ်သုံးပြီးလူ10ယောက်လောက်ကိုတယောက်တည်းပြန်ချပါတယ်ထိုင်ကုန်တွေကိုသုံးပြီးလူတွေကိုပတ်တာလှည့်တိုက်တာတွေကဂျက်ကီချန်စတိုင်တိုင်းအလန်းစားပါလေအခုရောက်လာတာကတော့ရုပ်ရှင်လောကရဲ့ဂန်နဝင် fight scene တစ်ခုပါအချက်မြင့်အဆောက်အဦအမိုးပေါ်မှာဂျက်ကီဟာရန်သူလူမိုက်2ယောက်နဲ့ရှင်းချရတယ်တယောက်ကရှင်းတော့တန်းတဲ့ကာရာတီသမားနောက်တစ်ယောက်ကလက်တီးတန်းတဲ့လက်ဝဲသမားဂျက်ကီဟာ2ယောက်တယောက်ကိုအလူးလေးခံရပါမယ်သူ့ရဲ့ပါးနံမှုပတ်ဝန်းကျင်ကပစ္စည်းတွေကိုအသုံးချမှုတွေနဲ့တယောက်ချင်းစီကိုအနိုင်ယူခဲ့ပါတယ်နောက်ဆုံးမှာတော့ဂျက်ကီဟာထပ်ပြေးစရာလမ်းမရှိတော့တဲ့အခါအထက်20ကျော်မြင့်တဲ့အဆောက်အဦရဲ့စောင်းနေတဲ့မှန်သားပြင်ပေါ်ကနေဘာကြောမှမပါပဲရှော့ဆင်းချလိုက်ပါတယ်။ဒါဟာကမ္ဘာအန်ဒီရဲ့အရှိဆုံး stand တစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဂျက်ကီဟာ this ပြားကို CIAC အနံ့နိုင်ခဲ့ပြီးလူယုံမမော်ဂန်ကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ဇလန်အဆုံးမှာဂျက်ကီဟာသူ့နာမည်ရင်းကိုပြန်မှတ်ပြီးတော့ပါပြီ။ဂျက်ကီဟာဒီစကားထဲမှာစွန့်စားခန်းများစွာကိုလက်စွန့်ဆန်ပြရိုက်ပြပြီးပရိသတ်တွေကိုဖျော်ဖြေမှုများစွာပေးခဲ့ပါတယ်။ stand လုပ်တဲ့အခါမှာလည်းလူသားမထိုးပဲသူကိုယ်တိုင်လုပ်ရမှာရှိနေတဲ့သူတွေပါ။သူဟာပရိသတ်ကိုလင်ရမှာထိတ်ကြောက်သူပါသူကတကယ်ကိုထူးဆန်းအံ့ဩကိုကောင်းတဲ့မင်းသားတယောက်ဆိုတာပရိသတ်ကြီးရဲ့လက်ခံမယ်ဆိုတာယုံကြည်ပါတယ်ကျွန်တော်သူ့ရဲ့စွန့်စားတဲ့အချို့ကိုပြချင်ပါတယ်ပြီးတော့ဟာတာညအရင်ကောင်းတဲ့မင်းသားလည်းဖြစ်နေပြန်ပါတယ်သူ့စကားတွေကြည်ရတာရင်လုံးကိုလည်းကောင်းတယ်ရဲလည်းရေးရပါတယ်မင်းတို့တော့ဒီစကားတွေကဘယ်အခန်းကိုအကြိုက်ဆုံးလဲ comment မှာပြောခဲ့ကြပါဦးဂျက်ကီကိုချစ်တဲ့ပရိသတ်တွေအတွက်ကျွန်တော်ဒီ recap လေးကိုလုပ်ဖြစ်ခဲ့တာပါနောက်လဲဂျက်ကီစကားတွေကို recap လုပ်အောင်ပါလို့စကားတင်တိုင်းပရိသတ်များကမြင်ရဖို့ subscribe လုပ်ပြီးတိတ်သွားကြဖို့မမြင်နိုင်ဘူးနော်ဒီလိုမျိုးအရန်ကောင်းတဲ့စကားတွေကိုအစားဆုံးကြည့်ခြင်းကျွန်တော်ရဲ့ Telegram @recap by pawu ဆိုတဲ့ channel လေးမှာတွားရောက်ပြီးအလကားကြည့်ရှုနိုင်ပါကြောင်းသတင်းတောင်းပါပါရခင်ဗျာ description နဲ့ comment မှာလည်း link လေးရေးပေးထားပါမယ်ဗျာ